没嘛耶，你陪着养你啊嘞，你伢来的乱没有家里忙没有，俺们谁不来啊？你们的苦皮话也是有，我本年洗不来哈，谁也教你不来，ပြန်လာဟောလေဟာငါလည်းနင်းလွမ်းနေပြီဒီအိမ်ကြီးကလည်းနင်းလွမ်းနေပြီတိရစ္ဆာန်တွေအဲ့နင်းလွမ်းနေပြီလေဟာငါတို့အားလုံးနင်းလွမ်းနေပြီလေနင်းပြန်လာတော့လေပြီးငါမျက်နှာကိုကြည့်လေဟာတော့ကြည့်ငါဘယ်နည်းတိတိမအိပ်ပဲထနေရအောင်ပါလေငါချာအိပ်မပြောဘူးလေငါဘေးမှာလူတယောက်ရှိမှအိပ်တတ်တာလေတော်လေရွှေရယ်ပြန်လာတော့လေနော်ပြီးနောက်တော့မှငါဒါမျိုးကိစ္စတွေဒါမျိုးနင်းအချက်ကွက်တက်ခါကြောက်နေငါနောက်ဘတော်မှမလုပ်တော့ဘူးနင်းငါခတိပေးပါတယ်နော်ပြီးတော့ကျွန်တော်ထပ်ပြီးပြောချင်တဲ့အရာတစ်ခုရှိရဲ့အဲ့ဒါဘာလဲဆိုတော့နော်စစ်ကောင်းဆောင်မင်းအောင်လိုင်ကထိုင်းနိုင်ငံကိုလာပြီးတော့ထိုင်းအစိုးရနဲ့နောက်လာမှတွေ့ဆုံသွားမယ်ဆိုတော့သတင်းတွေကြီးညာတာကျွန်တော်တွေ့တယ်အဲ့တော့ကျွန်တော်အားလုံးမှာထိုင်းအသည့်မိတ်ဆွေ1ယောက်2ယောက်တော့ရှိကြမှာပဲကျွန်တော်လည်းထိုင်းမှာနေနေတဲ့အတွက်ကျွန်တော်မှလည်းထိုင်းအသည့်မိတ်ဆွေ1ယောက်2ယောက်ရှိတယ်အဲ့တော့ထိုင်းအသည့်မိတ်ဆွေတွေအကုန်လုံးအကူကြီးတောင်းကြပါနော်မင်းအောင်လိုင်ကိုထိုင်းအစိုးရကနေပြီးလက်ခံတွေ့ဆုံခြင်းကိုရှုံချပေးကြပါကန့်ကွက်ပေးကြပါဆိုပြီးထိုင်းနိုင်ငံသားတွေကိုမြန်မာနိုင်ငံထိုင်းနိုင်ငံမှာရောက်ရှိနေပြီးတော့မြန်မာနိုင်ငံသားတွေကနေပြီးတော့ထိုင်းနိုင်ငံသားတွေ request လုပ်ခြင်းဖြစ်နော် request လုပ်ခြင်းဖြစ်ဆန္ဒထုတ်ဖော်ကြပါနော် Thailand is the country that actually practices democracy အဲ့တော့သူတို့နိုင်ငံသားတွေကသာထပြီးတော့မြန်မာစစ်ကောင်းဆောင်နဲ့တွေ့တာကိုသူတို့အစိုးရတွေ့တာကိုသူတို့နိုင်ငံသားတွေကသာထပြီးတော့လက်မခံဘူးဆိုတဲ့ movement တစ်ခုသာဖြစ်ခဲ့ရင်သူတို့အစိုးရကလည်းဒီစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တွေ့မှာမဟုတ်တဲ့အတွက်သူတို့နိုင်ငံသားတွေအကူအညီတောင်းပြီးတော့ဒီ protest မှာပါဝင်ပေးကြပါ social protest ပဲဖြစ်ဖြစ် physical protest ပဲဖြစ်ဖြစ်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ freedom of speech ကိုတေချာကျင့်သုံးပြီးတော့တိုင်းနိုင်ငံသားတွေအကုန်လုံးကျွန်တော်မြန်မာနိုင်ငံသားတွေကိုကူညီပေးကြပါလို့အားလုံးတောင်းဆိုပေးကြပါခင်ဗျာ